ရက်ကွက်ကလေးအခုဆိုမျိုးကြီးဖြစ်သွားပြီမင်းလေးကတော့ထိတ်နေရမှမရှိဟိုဝေးဆုံးရက်ကအရင်နေရတော့ရောက်တော့လေကိုမြင်တာတွေဟာအမတ်တရားတွေကြီးမင်းနဲ့ကိုရဲ့အကြောင်းအရာတစ်ချိန်ကဖြစ်ပျက်တွေမင်းလေးမမီမလာတော့တေချာမသိဒီနေ့မှမင်းမရသူရဲ့နေကိုခဏလေးတွေ့ခဲ့လေဒီရမနဲ့ဟာအခုထိရှိနေစေချစ်တဲ့ပြောခြင်းပဲမင်းမမချာ